ကကျွန်တော်စားလိုက်မယ်ဗျာနော်အခွေကတော့ရှေ့တစ်ဘက်ကပေးတာထွက်တယ်ဗျာအခွေပေးတာလေဒီတစ်ဘက်မှာကျွန်တော်ရဲ့အခွေက639ခွန်အခွေနော်ဒီတစ်ဘက်3လုံးခွေက639ခွန်အခွေပါနော်သုံးလုံးခွေကိုရှေ့တစ်ဘက်ကပေးတာကျွန်တော်ထွက်တယ်နော်ဒီတစ်ဘက်မှာကျွန်တော်ရဲ့သုံးလုံးခွေကိုမှန်ရင်ဆက်မှန်ရင်ခံအလကားပေးတာအဖေဝင်ရနေတဲ့ကိုအားလုံးတော့ကိုနော်အဲ့ဒါကဘာလဲဆိုတော့639ခွန်အခွေပါအခုဗုဒ္ဓဦးကြပ်ပေးတောက်ကြပေါ့ဖရီပတ်ဒီဇာရိုးပတ်ဒီဖရီလက်ဆောင်ပတ်ဒီကကြော3တလုံးပေးထားတယ်ညာနော်သုံးလုံးခွေက639ခွန်အခွေပါခွေလိုက်မယ်ဆိုရင်639ခွန်ခွေဘာတွေထွက်မလဲဆိုတော့60ရယ်6ခွန်ရယ်39ခွန်နော်639ခွန်ခွေလိုက်မယ်ဆိုရင်ဘာတွေထွက်မလဲဆိုတော့60ရယ်80ရယ်6ခွန်ရယ်3ခွက်ထွက်တယ်နော်ဟုတ်ပါတယ်60ရယ်80ရယ်6ခွန်ရယ်အဲ့3ခွက်ထွက်တယ်နော်ဟုတ်ပြီလားခွေပေးလို့အထူးကျေးဇူးတင်ပါတယ်မောင်လေးဟုတ်ကဲ့အကောင်းဆုံးတော့ကြိုးစားပေးထားပါတယ်နော်ကဲကျွန်တော်နေ့တိုင်းလေးသွားမယ်ဗျာနော်နေ့တိုင်းလေးသွားမယ်ကဲအားလုံးပဲဒီဗုဒ္ဓဦးနဲ့ညနေ4 နာရီကိုကျွန်တော်ကြိုက်တဲ့ဝမ်းချင်းကျွန်တော်ကြိုက်မဲ့ဝမ်းချင်းက9-3ညဝမ်းချင်းဖြစ်ပါတယ်နော်9-3ညဝမ်းချင်းဖြစ်ပါတယ်ကဲ9-3ညဝမ်းချင်းမှာကျွန်တော်ကိုလင်းကဘာလေးကြိုက်လဲဆိုရင်9နဲ့ပတ်သက်လာရင်ကျွန်တော်ကိုလင်းကဒီညနေကို9-1ကဲ9-3ရယ်နော်9-1 9-3 9-6 9-8ဖြစ်ပါတယ်နော်9နဲ့ပတ်သက်တဲ့ကဏ္ဍကိုလင်းကဘာလေးကြိုက်ဆိုဒီညနေကို9-1 9-3 9-6 9-8လောလောဆယ်အားပေးနေပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အကောင့်တစ်ထပ်လုပ်ထားတာဟုတ်ကဲ့ပါကျွန်တော်အခုမိတ်ဆွေတို့ကြည့်နေဒီအကောင့်နေကျွန်တော်ပို့တင်ပေးထားတယ်เนาะကိုလင်းရဲ့အကောင့်တစ်နောက်တစ်ကောင့်ကကျွန်တော်အကောင့်ကနောက်တစ်ကောင့်ဖွင့်ထားတာကြတော့ Lucky Star เนาะ 2D Lucky Star ဆိုပြီးတော့ဒီ 2D ကိုလင်းအကောင့်နေကျွန်တော်ပို့တင်ပေးထားပါတယ်เนาะအဲ့ဒါလေးကိုလည်းအပ်ပေးထားပါအဲ့တဲ့လူအပ်ထားပါပြီเนาะဟုတ်ပြီလားဟုတ်တယ်ကားတွေစီတန်းနေရတယ်ဗျဟုတ်ပါတယ်ကျွန်တော်တော့အပြည့်ဖြည့်လာတယ်အပြည့်ဖြည့်လာပါတယ် view site ကြပါ view site ကြပါဟုတ်ကဲ့ပါတို့အားလုံးရဲ့ကိုလင်းဟုတ်ကဲ့ကျေးဇူးပါကဲညနေကိုကျွန်တော်9-3ညဝမ်းချင်းကြိုက်တယ်9နဲ့ပတ်သက်တဲ့ကဏ္ဍက9-1 9-3 9-6 9-8ကျွန်တော်ကလမ်းဆိုင်ကကားမောင်းလာတဲ့လမ်းအဝေးပြေးမှာကျွန်တော်ဖြည့်လာတာကျွန်တော်ဟိုမှာဖြည့်လာတာပန်းတနော်မှာကျွန်တော်ပန်းတနော်မှာဖြည့်လာတာစီအဲ့မှာအပြည့်ဖြည့်ပလိုက်တယ်နော်ဒီမှာတိုက်နေရတွေ့တာပသိမ်မှာတော့နော်ဒုတိယလက်ကြီးစားအပ်ထားပါတယ်ကျေးဇူးပါအဲ့ဒါလေးလည်းအပ်ထားဒီကောင်ကပြန်လဲပြန်မယ်မပြန်လဲမပြောဘူးကျွန်တော်လည်းမသိဘူးနော်โอเคကဲဒီတစ်ဘက်ကကျွန်တော်မွေးကနန်းမထုတ်ပေးဘူးဘာကြောင့်လဲဆိုတော့အင်္ဂါနေ့တက်ကဖောင်းလို့ကျွန်တော်တနေ့ကအင်္ဂါ2ရက်ကအကြောင်းကြောင့်ကျွန်တော်ကမွေးကနန်းထုတ်ပေးတာအခုကအင်္ဂါနေ့ကဖောင်းနေဆိုတော့မွေးကနန်းထုတ်လို့မရဘူးနောက်တစ်ပတ်မှထုတ်ပေးမယ်ဟုတ်ပြီလားမွေးကနန်းသမားတွေနော်ကြားတယ်ဟုတ်တယ်စုံနေမတွေအမှကျွန်တော်တို့ထွက်မထွက်လို့ကျွန်တော်ထွက်မှာပဲမသိဘူးနော်ကဲဝမ်းချင်းလေးကတော့9-3ညဝမ်းချင်းဖြစ်ပါတယ်9-3ညဝမ်းချင်းဖြစ်ပါတယ်ကဲ9နဲ့ပတ်သက်တဲ့ကဏ္ဍက9-1 9-3 9-6 9-8နော်ကဲ3ညနဲ့ပတ်သက်တဲ့ကဏ္ဍက3-1ကဲ3-2ကဲ3-3ရယ်3-8ကဲဖြစ်ပါတယ်3ညနဲ့ပတ်သက်တဲ့ကဏ္ဍကိုလင်းကဘာကြိုက်လဲဆိုရင်3-1 3-2 3-3 3-8နော်3ညနဲ့ပတ်သက်တဲ့ကဏ္ဍက3-1 3-2 3-3 3-8โอเคကဲအဲ့ဒါပြီးကျွန်တော်ကြိုက် main တင်ကွက်ပြောမယ်နော်ကျွန်တော်ကြိုက် main တင်ကွက်ကဘာလဲဆိုရင်
9တစ်ကဲ9နှစ်ကဲ10နှစ်ကဲဖြစ်ပါတယ်မိန်းတင်ကွက်9တစ်9နှစ်10နှစ်မိန်းတင်ကွက်နော်9တစ်ကဲ9နှစ်ကဲ80နှစ်ကဲမိန်းတင်ကွက်9တစ်9နှစ်10နှစ်မိန်းတင်ကွက်ဖြစ်ပါတယ်9တစ်ကဲ9နှစ်ကဲ10နှစ်ကဲကတော့မိန်းတင်ကွက်ဖြစ်ပါတယ်โอเคကဲအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲကျွန်တော်ရဲ့ဒီ 2D Lucky လင်းဦးဆိုတဲ့ YouTube channel ကိုလင်းကိုတွဲပြီးမြင်ပြီဆိုရင်ဒီ channel လေးကို subscribe မလုပ်ရသေးရင်နှိပ်ပေးထားပါနော်ဟုတ်ပြီလားအားလုံးပဲနော်ည9နာရီထိုးလွှင့်မဲ့လိုက်မှာကျွန်တော်တို့အောင်ပွဲခံရင်းနဲ့ပြန်ဆုံးမယ်အကောင်းဆုံးစူးစမ်းပေးထားတဲ့အားလုံးအတွက်နော်အဖွဲ့ဝင်တွေကကိုလို့ရရှိတာကိုလုပ်ပါဟုတ်ပြီလားအချိန်တန်ကိုလင်းကကိုလင်းပါပဲနော်ကိုလို့ရရှိတာကိုလုပ်ပါနော်ဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးမတက်တာပါအားလုံးမတက်တာပါမင်္ဂလာရှိတယ်ဗုဒ္ဓဟူးနေ့ညနေ4နာရီကိုအားလုံးပဲပိုင်ဆိုင်ကြပါစေအားလုံးပဲ share ပေါက်ကြပါစေဗျာအကောင်းဆုံးစူးစမ်းပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးမတက်တာပါအားလုံးမတက်တာပါအားလုံးမတက်တာပါ